ဒီပါတနေ့ကလေးနေမှာတော့ခရချစ်တီအစာသိမ်းလေးလှူစားဖြစ်ပါတယ်ရှင်ဒါလေးတွေကတော့ပဝေပစ္စည်းလေးတွေဖြစ်ပါတယ်အရေးဆုံးခရချစ်တီတွေကိုအစာသိမ်းဖို့ထေချပါမယ်ရှင်ပြီးရတော့အထက်ကအစီလေးတွေကိုဖတ်ထုတ်ပေးပါမယ်ခရချစ်တီထဲကိုငါပြရည်လေးနဲ့အချုံမုံလေးနည်းနည်းစီထည့်ပေးပါမယ်ရှင်ငါပြရည်လေးထဲရမြောက်သွားရင်ငါသွားတက်လို့နည်းနည်းချစ်စီထည့်ပေးရပါမယ်အချုံမုံလေးထည့်ပြီးဆိုရင်လက်ဖေးချစ်စာလေးထည့်ပါမယ်အိမ်မှာလှူစားရတော့ကိုကြိုက်တဲ့အစပလာတွေအများကြီးထည့်လို့ရတာပေါ့နော်ကျတော့ချိုလေးထည့်ပါမယ်ရှင်ဒီကျတော့ချိုလေးကိုတော့စီလေးနဲ့စားလေးနဲ့ကျတော့ဖြူလေးကိုထည့်ပြီးတော့ကြော်ထားပါတယ်ပြီးရတော့မြေပဲထောက်ထားတာလေးထည့်ပါမယ်ပစော6ထောက်ထားတာလေးထည့်ဖို့နေရလေးရအောင်လို့ဇောလေးနဲ့ဖြီးပြီးတော့ထည့်ပါမယ်ရှင်နောက်ဆုံးမှတော့အပေါ်ကနန်းလေးဖြူထားပါတယ်ရှင်ဒါဆိုရင်တော့စားလို့ကောက်တဲ့ခရချစ်တီလေးအစသိရပါပြီရှင်